ဘာစရာနဲ့တူဘလန်ဒေါဆုများယူသွားအောင်မလားမာကတ်ရက်ဖို့Football theory မှာကြိုးဆိုပါတယ်ဘောလုံးပွဲတွေစိတ်ဝင်စားလို့ကစားကြည့်ရင် Fiber နံပါတ်3ညာ9 449 852 626မှာဆက်သွယ်စားနိုင်ပါပြီမဖြစ်နိုင်စွာမရှိဘူးဆိုတဲ့စကားကိုအားလုံးလည်းကြားဖို့ခဲ့ကြမှာပါဒိုင်မီလီတယောက်ဘာစရာနဲ့ဒန်ယာရီရပြီးတော့ခြေသွမ်းပြဖို့ရုန်းကန်နေရတော့ကဘယ်သူမှဒိုင်မီလီယာဘလန်ဒေါဆုရလိမ့်မယ်လို့ထင်မှတ်ခဲ့ကြမှာမဟုတ်သလိုမက်ဆီရိုနယ်ဒိုတို့လွန်ဘလန်ဒေါဆုကိုရယူသွားနိုင်တဲ့ဇာမားတွေဖြစ်တဲ့ဗီနီရှက်အမ်ဘပေဘယ်လင်ဂမ်နဲ့ဟာလန်တို့သာဘလန်ဒေါဆုကိုရရှိသွားနိုင်လိမ့်မယ်လို့ထင်မှတ်ထားကြမယ်လက်ရှိချိန်မှာတော့ဒိုင်မီလီယာဘလန်ဒေါဆုရရှိသွားခဲ့ပါပြီဒိုင်မီလီယာဘာစရာမှာရုန်းကန်ခဲ့ရပေမဲ့ PSG မှာခြေစွမ်းပြနိုင်ခဲ့လို့စူပလာအောင်မြင်မှုတွေကလည်းရယူနိုင်ခဲ့ပြီးဘလန်ဒေါဆုရရှိသွားခဲ့တာဖြစ်ပါတယ်ခုလည်းမာကတ်ရက်ရှိုးဟာဘာစရာမှာပုံစံကောင်းတွေပြသနေပြီးတော့ခြေစွမ်းကောင်းတွေကိုပြသနေကြတာမြင်တွေ့ရတာဖြစ်ပြီးတော့လက်ရှိခြေစွမ်းသာဆက်ပြီးတော့ထိန်းထားနိုင်မယ်ဆိုရင်မာကတ်ရက်ရှိုးတယောက်ဘလန်ဒေါဆုရမသွားနိုင်လို့ဘယ်သူမှပြောနိုင်မှာမဟုတ်ပါဘူးခုဆိုရင်ဒီပြေးတဲ့မာကတ်ရက်ရှိုးကဘာစရာမှာအသားကျလာပြီလို့ဆိုရမှာပါဘာစရာတဲ့ကစားမှာအန်ဝင်လာပြီးတော့ system ထဲကိုရောက်ရှိလာခဲ့လို့ Hansi Flick ရဲ့မောင်းနှင်မှုအောက်မှာပုံမကောင်းမလာခဲ့တဲ့မာကတ်ရက်ရှိုးကနောက်ဆုံး၄ပွဲဆက်တိုက်ကိုပိုင်ပတ်သက်မှုတွေလှုပ်လာနိုင်ခဲ့ပါတယ်ပြီးခဲ့ညကစားခဲ့တဲ့အော်စီလိုနဲ့ပွဲမှာလည်းနောက်ဆုံးဂိုးတော့ဖန်တီးပေးသွားခဲ့ပါတယ်မာကတ်ရက်ရှိုးကလူစားဝင်ပြီးကစားသူပဲဖြစ်စေပွဲတဲ့ကစားခွင့်ရသူပဲဖြစ်စေကိုပိုင်ပတ်သက်မှုတွေပြုလုပ်နေခဲ့တာပါစီကန်လိုက်နာဖို့နဲ့စိတ်ဓာတ်ကောင်းကောင်းထားနိုင်မှုရဲ့အရေးကြီးတယ်လို့ဆိုရမှာဖြစ်ပြီးအဲ့ဒီဘိုင်းတွေကသာမာကတ်ရက်ရှိုးတေးကြပေါ့ပြင်ဆင်နိုင်မယ်ဆိုလို့ရှိရင်လာမယ့်ရာသီဘလန်ဒေါဆုကသူ့အတွက်တောင်မှဖြစ်သွားနိုင်ပါတယ်